လင်းဆိုတာကျွတ်တင်မှန်းလို့မရပါဘူးဒါပေမဲ့ကျွန်တော်တို့ရဲ့အိမ်တွေကိုဘယ်လိုပုံစံနဲ့တိစောက်မလဲဆိုတာကတော့ရွေးချယ်လို့ရပါတယ်ဒီတစ်ခါတော့ငလင်းနန်းခန့်နိုင်ဆုံးအဆောက်အဦမျိုးစားတွေကို3မိနစ်အတွင်းရှင်းပြပေးတော့မှာပါနံပါတ်1တမနိကာကွန်ကရစ်အဆောက်အဦ RCC Rainflow Concrete Structure လို့လည်းခေါ်ပါတယ်အားသာချက်ကတော့ကွန်ကရစ်နဲ့တမင်းကိုပေါင်းစပ်ထားတာကြောင့်ထောင်းလိုက်အလျားလိုက်အားတွေကိုခံနိုင်ရှိပြီးတော့ငလင်းနဲ့ခံနိုင်မှုအနေနဲ့ကတော့ကောင်းမွန်စွာဒီဇိုင်းဆွဲထားရင်ဆိုရင်တော့အလွန်ခံနိုင်ရှိပြီးငလင်းကြောင့်ပြကြမှုတွေကိုနှောင့်နှေးစေနိုင်ပါတယ်ဥပမာခင်မီမိုးမြော်တိုင်းများအိမ်ယာများနံပါတ်2တန်ဖရိတ်အဆောက်အဦ steel structure ပြီးတယ်လို့လည်းခေါ်ပါတယ်အားသာချက်ကတော့ပေါ်ပါပြီးပြောင်းလဲပြင်လဲရှိတာကြောင့်ငလင်းလိုင်းအားကိုစုံနိုင်ပါတယ်ငလင်းနဲ့ခံနိုင်မှုကတော့အထူးဒီဇိုင်းဖြင့်ဆောက်လုပ်တယ်ဆိုရင်တော့ RCC နဲ့အတူတူပါပဲဥပမာစက်မှုဆောင်အဆောက်အဦများမိုးမြော်တိုင်းများနံပါတ်3အုံးနဲ့တံမီပေါင်းဆက်အဆောက်အဦ brick knocking with RCC frame လို့လည်းခေါ်ပါတယ်အားသာချက်ကတော့ RCC ပေါင်းအတွင်းအုပ်ဖြည့်ထားတဲ့ဒီဇိုင်းဖြစ်တာကြောင့်အုံးနေရန်တွေကိုငလင်းတန်းကနေကာကွယ်ပေးပါတယ်ငလင်းနဲ့ခံနိုင်မှုကတော့ RCC ပေါင်းရှိတဲ့အတွက်ကြောင့်အုတ်တမျိုးရဲ့ထက်ပိုပြီးတော့ခိုင်ခန့်ပါတယ်နံပါတ်4တစ်သားအဆောက်အဦတင်းမားပြည်တယ်လို့လည်းခေါ်ပါတယ်အားသာချက်ကတော့ပေါ်ပါပြီးပြောပြမှုရှိတာကြောင့်ငလင်းလိုင်းအားတွေကိုစုံနိုင်ပါတယ်ငလင်းနဲ့ခံနိုင်မှုအနေနဲ့ကတော့တိကျဒီဇိုင်းဆွဲထားပါကအလဲအလက်စားခံနိုင်ရှိပေမဲ့အားနည်းချက်ကတော့မီးလောင်လွယ်ပါတယ်ဥပမာဂျပန်ရိုးရာတစ်သားအိမ်များကဲဒါဆိုဘေးဆောင်ကြီးကအနေများဆုံးလဲတမနိပေါင်းမပါဝင်မဲ့ခုတစ်ခုတွေပါဝင်တဲ့နေရန်နဲ့တည်ဆောက်ထားတဲ့အဆောက်အဦတွေတမနိအားလုံလောက်မှုမရှိဘဲနဲ့အရေးသွင်းတဲ့ RCC နဲ့ဆောက်လုပ်ထားတဲ့အဆောက်အဦတွေနောက်ဆုံးအနေနဲ့ကတော့ရှွတ်ဒါမှမဟုတ်အုတ်ဟောင်းနေနဲ့သာတည်ဆောက်ထားတဲ့အဆောက်အဦတွေပဲဖြစ်ပါတယ်။ဒါကြောင့်ငလင်းနဲ့ခံနိုင်မှုအဆောက်အဦဒီဇိုင်းနဲ့ပစ္စည်းအရေးတွေကအရေးကြီးပါတယ်။ Base Isolation နည်းပညာကိုပါပေါင်းစပ်သုံးရင်တော့ပိုစိတ်ချရပါတယ်။ဒီဗီဒီယိုလေးကတော့ဝင်နေဆိုရင် like and share လုပ်ပေးပါဘေးကင်းလုံခြုံတဲ့အိမ်တစ်လုံးဆောက်ဖို့တက်ကျွမ်းတဲ့ engineer တွေနဲ့တိုင်မမလည်းမမေ့ပါနဲ့အောင်နော်နောက်ဗီဒီယိုတွေအတွက်လည်းစောင့်မျှော်ပေးကြပါဦး